video မှာတော့ကျွန်တော်မှာရှိတဲ့ကင်မရာလေးတွေကိုပြောပြသွားမှာပါเนาะကျွန်တော်ပိုင်ဆိုင်တဲ့ကင်မရာလေးတွေကပထမဆုံးကင်မရာ Canon M50 ဖြစ်ပါတယ် Canon M50 ကို 16mm f1.4 Sigma lens နဲ့တက်ပြီးတော့ကျွန်တော်တစ်ခါတလေရိုက်ပါတယ်ဒီဟာ talking head setup တွေအတွက်သုံးတဲ့ဟာပေါ့နော် 16mm architecture photography street wide angle photography အတွက်ကောင်းပါတယ် Canon M50 ကသူထွက်တော့ကတော့ vlogging ကောင်းလုပ်လို့ရတဲ့ကင်မရာတစ်လုံးနဲ့မှာပါတယ်ပေါ့နော်အဲ့ဒါကို 16mm နဲ့ဆိုရင်ကျွန်တော်ဒီလိုမျိုးကင်ပြီးတော့ vlog လုပ်လို့ရတယ်เนาะဆိုတော့ဒီကောင်က24 megapixel ပဲရတယ်ဒါပေမဲ့24 megapixel ကလုံလောက်တဲ့ပမာဏမှာရှိရယ်ပြီးတော့ 1080p ပဲရတယ် 1080p ပဲနဲ့ 4K ဘာကွာလဲဆိုတော့ resolution ကွာတယ်တို့တော့ဒါပေမဲ့ 1080p နဲ့ရိုက်လို့ line mode social media ပေါ်တင်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကဖုန်းတွေဘာတွေမှာကြည့်ရတာက 720p ပဲရတယ်ဆိုတော့ကျွန်တော် 4K နဲ့ရိုက်ထားတယ်ဆိုလေဖုန်းနဲ့သုံးတဲ့ user တွေကများတဲ့အတွက်ကြောင့်ကျွန်တော်တို့ 4K experience ကိုရမှာမဟုတ်ဘူးနည်းနည်းလေးတော့ resolution ကကြစ်လေးဖြစ်သွားတယ်ဒါပေမဲ့တိတ်မသိတာဘူးเนาะ4K တို့ဘာလို့နဲ့ရိုက်ပြီးတော့တင်နေဆိုတာကဟိုလိုမျိုး YouTube တို့ဘာလို့မှတင်နေ YouTube မှာတွားကြည့်ရယ် desktop ကလည်းကြည့်ရယ် browser ကလည်းကြည့်ရယ်ဆိုရင်တော့ဒီ 4K experience ကို Wi-Fi ကောင်းနဲ့ကြည့်ရယ်ဆိုတော့ရတယ်ပေါ့နော်မဟုတ်ဘူးဆိုရင်တော့ 1080p ကလုံလောက်တဲ့အနေအထားတစ်ခုမှရှိရယ်ဒါကကျွန်တော်ရဲ့ပထမဆုံးကင်မရာဖြစ်ပါတယ်ဒီဟာ Canon M50 ပါကျွန်တော် price တွေကတော့ဘယ်လောက်ရှိတော့မသိတော့ပါဘူးနောက်ထပ်ကင်မရာတစ်လုံးကကျွန်တော်ဒုတိယမြောက်ဝယ်တဲ့ကင်မရာပေါ့နော်အဲ့ဒါက GoPro ဖြစ်ပါတယ် GoPro Hero 11ဒီ GoPro ကဝယ်တဲ့အချိန်မှာထွက်နေပြီပေါ့နော်ထွက်တဲ့အချိန်မှာကျွန်တော်ဘာလို့ GoPro 11ကိုဝယ်လဲဆိုတော့အရန်မကွာလို့ပါပြီးတော့ GoPro ကိုကြိုက်ရတဲ့အချက်က GoPro က action camera ဖြစ်တယ်အကျန်းခံတယ်ပြီးတော့ရေဆိုပြီးတော့ရိုက်လို့ရတယ်ဗောနော်ရေငုပ်လို့ရတယ်ဆိုတော့ရေထဲပစ်ချပြီးရိုက်လဲဆိုတော့ဘာမှမဖြစ်ဘူးပြီးတော့ကျွန်တော်တို့ကဒီလို blog ရိုက်နေရဆိုရင်ကျွန်တော်ရဲ့မျက်နှာကိုကျွန်တော်ဒီဘက်မှာပြန်မြင်နေရတယ်ဗောနော်ဒါမျိုးပြန်မြင်နေရတယ်အဲ့ဒါမိုက်တယ်ဗောနော် vlog ရိုက်ဖို့အတွက်ကပို့ပြီးတော့လုံလောက်တယ်ကွာအခုကျွန်တော်ဒီလိုမျိုးရိုက်တယ်ရိုက်ပြီးတော့ဟိုဘက်ကိုလှည့်ပြမယ်ဆိုရင်ကျွန်တော်ဒီလိုလှည့်ပြလိုက်ပြီးတော့ရိုက်သွားလို့ရတယ်ဒါပေမဲ့ GoPro ကတခုဟိုမှာဖြစ်တာက GoPro file size ကြီးရယ်ဆိုတော့ဖုန်းနဲ့ edit လုပ်မယ်ဆိုရင်ဒီ 5.3K လို့ဘာလို့မရပါဘူးဟိုရရတယ်ကွာဒါပေမဲ့မကောင်းဘူးဗောနော်4K နဲ့ edit လုပ်တာပဲကောင်းတယ်ဆိုတော့တကယ်လို့ကိုက 5.3K resolution ကြစ်လေးနဲ့လိုချင်နေဆိုရင်တော့ laptop တို့ MacBook တို့မှာ editing လုပ်မှအဆင်ပြေမယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီကောင်ကကြတော့ဖုန်းစာပေါ့လေးတည်သွားလို့ရတယ်ပြီးတော့ဒီလိုမျိုး tripod လေးနဲ့ဆိုတော့Amless distance မှာဆိုကျွန်တော်ရိုက်လို့ရတယ်ကွာဒီ GoPro ကလည်း work လေးဝယ်ပေးထားပါဆိုတော့ GoPro ပါ GoPro ပြီးတော့နောက်တစ်ခုက Insta 360 Go 3S ပဲပါတယ်
ဒီကင်မရာကကြတော့ကျွန်တော်ဘာလို့ဝယ်လဲဆိုတော့ GoPro mount တွေနဲ့လို့ chest တို့ head mount တို့တက်လို့ရတယ်ဒါပေမဲ့ဒီကောင်ကကြတော့ပိုမိုက်တယ်ဆိုတာဒီလိုမျိုးဖြုတ်လို့ရတယ်ကွာဖြုတ်ပြီးတော့ကျွန်တော်ကဒီလိုမျိုးဒီဘက်ကဟာကို monitor ကိုဒီမှာပြန်ကြည့်ရဲဆိုရင်ကျွန်တော်ဒီလိုတက်ပြီးတော့လုပ်လို့ရရပါတော့အဲ့ဟာတွေကလည်း accessory အကုန်လုံးကဒီတစ်ခုထဲမှာအကုန်ပါတယ်ပြီးတော့ရေအောက်ကြတော့ဒီဟာလေးကတော့ရောက်ထဲမှာရိုက်လို့ရတယ်ဒီ case မှာပါအောင်နော် case ကရေဆိုသွားရင်တော့ဘွိုင်းပြီပေါ့နော်ဒီဟာလေးကရေအောက်ထဲမှာရိုက်လို့ရတယ်ပြီးတော့ဒီကောင်ကကြတော့ magnet mouse ဆိုတော့ကွာလို့ကျွန်တော်ပြမှာကြည့် magnet တဲ့ဆိုရင်ကတ်သွားပြီတလားဒီမှာဆိုတော့ကြိုက်တဲ့နေရာမှာကတ်ပြီးတော့ကျွန်တော်က record နှိပ်လိုက်တယ်ဆိုရင်ဒီမှာကျွန်တော်ပြန်ကြည့်လို့ရတယ်ဒီ screen မှာပြန်ကြည့်လို့ရတယ်အဲ့ဟာကိုသဘောကျတယ် head mount ဆိုလဲ head မှာ magnet နဲ့သူ့ရဲ့ဟာရှိရပါတော့အဲ့ဒါနဲ့ကတ်လိုက်ပြီးတော့ head mount အနေနဲ့ POV ပါရိုက်မယ်ဆိုရင်စင်ပြေရယ် GoPro ကြတော့အရန်ကြီးရယ်ကွာဒီကောင်ကြတော့နည်းနည်းသေးရ decrease ဖြစ်တယ်ပေါ့ decrease ဆိုတာဟိုရိုက်ရလွယ်တယ်ပြီးတော့ဒီကောင်ကကြတော့သူကကြတော့ကိုတော့ပြန်မြင်ရတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်ရိုက်လိုက်ရင်ဒီလိုမျိုးပြန်မြင်ရတယ်ဒါပေမဲ့ကျွန်တော်ဟိုဘက်ကိုလှည့်ပြရတယ်ဆိုရင်နည်းနည်းခတ်သွားပြီဒီကောင်ပြန်ပြီးတော့ပြန်လှန်ရမှာပေါ့နော်အဲ့တစ်ပေါက်တော့ရှိတယ်ဒါပေမဲ့ဟိုကြိုက်လို့ပေါ့နော်ဒီကောင်လေးကလည်းအဲ့လိုမှကြာကျွန်တော်ဒီမှာတက်ထားလိုက်ဆိုရင်ဒီအောက်ကဟာကိုဒီနေရာမှာပေါ်နေတယ်တလားဒီအောက်မှာဟာကိုဒီမှာပေါ်နေတယ်ဆိုတော့မိုက်တယ်ပေါ့နော်အားကြောင့်ဝယ်ထားပါဆိုတော့ကျွန်တော်မှာ action gun ကနှစ်ခုရှိပါတယ်ဆိုတော့နောက်တစ်ခုက Canon ရဲ့နာမည်ကြီးခဲ့တဲ့ PowerShot B10 ဒီကောင်ကကြတော့ဟိုကျွန်တော်ပြောပြမှာဗျာဒီကောင်ကလို့ဖွင့်တာအရမ်းမြန်တယ်တော့ကြည့်ဒါပဲပွင့်သွားပြီပြီးရင်ဒီလိုမျိုးကင်ပြီးတော့ vlog ရိုက်မယ်ဆိုရင်ဟိုဖုန်းကင်ထားသလိုမျိုးပဲပေါ့နော်ဒီလိုမျိုးကင်ပြီးတော့ဒီမှာ record club ကိုနှိပ်ပြီးတော့ vlog ရိုက်သွားလို့ရတယ်ကြိုက်တဲ့နေရာမှာထောင်လို့ရတယ်သူကဒီလိုမျိုးထောင်နဲ့ stand လေးလည်းပါတယ်ဆိုတော့ Canon ရဲ့ color science ကိုကြိုက်တဲ့လူတွေအတွက်ကတော့ဒီ vlog camera သုံးဝင်မှာပါဒီကောင်ကလည်းကျွန်တော်ဘယ်လောက်ရှိလဲဆိုတော့မသိပါဘူးမမှတ်မိတော့ဘူးเนาะဒီကောင်ဓာတ်ပုံတော့ရိုက်လို့ရတယ်ဒါပေမဲ့အရင်မကောင်းဘူးmic jack တွေပါတယ်ပြီးတော့ f2.8 နဲ့ 6.6 mm f2.8 ဆိုတော့ဟို vlog လုပ်လို့ကောင်းတဲ့အနေထားတစ်ခုမှရှိတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိရတယ်ကောင် stabilization လုံးဝမကောင်းပါဘူးဆိုတော့ဒီလိုထောင်ပြီးတော့ vlog လုပ်တယ်ဆိုရင်တော့မိုက်တယ်ကွာအဲ့လိုမဟုတ်ဘူးဆိုတော့ stabilization လုံးဝမကောင်းပါဘူးဆိုတော့ဒါအားလုံးဒီကျွန်တော်ရဲ့ကင်မရာတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရိုက်တဲ့ဗီဒီယိုတွေတော်တော်များများဒီကင်မရာတွေအားလေရိုက်တဲ့ဟာဖြစ်ပါတယ်အခုလက်ရှိဒီဗီဒီယိုရိုက်နေတာကတော့ iPhone 13 Pro Max နဲ့ရိုက်ထားတာပါဆိုတော့ကျွန်တော်အခု17 Pro ထွက်ပြီး17 Pro Max ပေါ့နော်ထွက်ပြီးဘာလို့မပြောင်းတာလဲဆိုတော့ကျွန်တော်အဆင်ပြေသေးလို့ပါအခုဒီက13 Pro Max နဲ့ရိုက်ထားတဲ့ quality ပါကြည့်ပါဆို
ဒီဟာတွေအားလုံးကကျွန်တော်ရဲ့ကင်မရာတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုဒါတွေအားလုံးရှိနေပြီမဲ့ကျွန်တော်အခု Fuji Flame ကိုစိုင်းကြည့်ခြင်းနဲ့ Fuji Flame လေးလိုချင်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုရဲ့အဓိကအကြောင်းရင်းက Fuji Flame လိုချင်တဲ့အကြောင်းရင်းပါကျွန်တော်နဲ့ဟိုကလေးနဲ့သဘောတူညီချက်ရအောင်ပါပြီဆိုတော့ဝယ်ပေးမယ်လို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်လည်းစဉ်းစားနေပါတယ်ကျွန်တော်ကဟို portrait တွေပါရတဲ့ street ရတာကြိုက်တယ်ဆိုတော့ Fuji Flame လေးနဲ့ Fuji color လေးကိုလည်းကျွန်တော်ကြည့်ချင်တယ်ဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်လိုချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဝယ်ပြီးသွားရင်အဲ့ Fuji Flame ရဲ့ unboxing လုပ်ပြီးတော့ဗီဒီယိုလေးပါလေးကျွန်တော်တင်မယ်ပေါ့နော်ဒါပေမဲ့အခုတော့မဝယ်ရသေးပါဘူးဆိုတော့စဉ်းစားနေတော့ပါသဘောတူညီချက်တော့ရသွားပါပြီမျက်လုံးတစ်လုံးရင်းလိုက်ရပါတယ်ဟုတ်ဇာကားနောက်တော့ပါမျက်လုံးကကျွန်တော်ကုတ်မိသွားလို့ရှောင်နေတာပါဆိုတော့ဒီဗီဒီယိုဒီလောက်ပါပဲဆိုတော့ Fuji Flame ရခဲ့တယ်ဝယ်ခဲ့တယ်ဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်တွေ့ပါမယ်အားလုံး peace